ဆိုင်ချစ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရွှေညီမော်တာကုမ္ပဏီကစီယမ်မိုင်းဌာနကရောင်းမန်နေဂျာဇာနေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရွှေညီမော်တာစလီနာဆိုင်ငယ်400ဆိုရင်ဖြစ်ရောင်းကောင်းလာတဲ့အတွက်ယခုအချိန်ထိဝယ်ယူအားပေးခဲ့ကြတဲ့ customer တို့တယောက်စီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီရွှေညီမော်တာဆိုင်ငယ်400ဆိုရင်ဖြစ်မျိုးအနေနဲ့မှာလည်းဝယ်ယူရရှိနိုင်ကြကိုလည်းဒါကြောင့်ပြကြခြင်းဖြစ်ပါတယ်ခင်ဗျာအကောင်းဆုံးအနေနဲ့ဘိုးတိုင်းရှိ customer များဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဘိုးတိုင်းရှိဘိုးဒီဂျိုးပင်ကရွှေကျင်ညောင်လေးပင်တောင်ကူစတဲ့ရုံရုံဝဲမှာလည်းပါရောက်တိကျအားပေးနိုင်တယ်လို့တရားဝေးတိုင်းရှိကန်ဆယ်မာများအနေဖြစ်တဲ့ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ပတိန်မူပင်စတဲ့ရုံကနေရုံမှာလည်းဝယ်ယူအားပေးနိုင်တယ်လို့မူမင်းရှိရာပြည့်ဆိုင်ရဆိုးမှာလည်းဝယ်ယူအားပေးနိုင်ကြောင်းကိုလည်းထပ်မံအသိပေးပြောဆိုလိုက်ပါတယ်ခင်ဗျာမန္တလေးတိုင်းရှိကန်ဆယ်မာများအနေဖြစ်တဲ့ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့မန္တလေးနေပြည်တော်ပိတ်ကြီးလာညောင်ဦးစတဲ့ရုံးရဲလေးရုံမှာလည်းဘာရောက်ကြည့်ရှိဝယ်ယူအားပေးနိုင်တယ်လို့60မျိုးရှိအောင်သူကဒီလာဆိုင်မှာလည်းကျွန်တော်တို့ရဲ့ရွှေညီမော်တာစနီနာဆိုင်ငယ်လေးကိုဘာရောက်ကြည့်ရှိဝယ်ယူအားပေးနိုင်ကြောင်းကိုလည်းထပ်မံပြောဆိုလိုက်ပါတယ်ခင်ဗျာတို့ပြင်ကျွန်တော်တို့ရဲ့ရုံးလိပ်စာဖြစ်တဲ့အမှတ်38ညီမဟာမြင်းကောင်လမ်းဆွေတန်လင်းစမှုစုံရန်ကုန်ပသိမ်ဟိုင်းဝေးလမ်းမှာကြီးလိုင်သာမြို့နယ်မှာလည်းဘာရောက်ကြည့်ရှိဝယ်ယူအားပေးနိုင်တယ်လို့ကျွန်တော်တို့ရဲ့ online ဖုန်းနံပါတ်ဖြစ်တဲ့9983ကဒီနေ့ရှိ9983က68တို့မှာလည်းဖြစ်တဲ့မင်းမြန်ဆုံးစမ်းနိုင်ပါလေခင်ဗျာအားလုံးပဲရုပ်သိရှိပါခင်ဗျာနောက်ဗီဒီယိုမှာလည်းကြည့်ကြပါစို့